American ပြည်ထောင်စုမှာနေထိုင်ကြတဲ့မြန်မာပြည်ဘဝများ EU နိုင်ငံတွေဖြစ်တဲ့ England, Germany, ပြင်သစ် နောက် Scandinavian countries တွေဖြစ်တဲ့ Denmark, Sweden, Norway, Switzerland အဲ့နိုင်ငံတွေမှာနေထိုင်ကြတဲ့မြန်မာပြည်ဘဝများ Australia မှာနေထိုင်ကြတဲ့မြန်မာပြည်ဘဝများ Singapore မှာနေထိုင်ကြတဲ့မြန်မာပြည်ဘဝများမိတ်ဆွေတို့ကျွန်တော်ကိုတတ်နိုင်တဲ့ဘက်ကနေအကြံပြုပါဝင်ရမှာကျွန်တော်တို့ American နိုင်ငံမှာဆိုရင်လေ American ဘဏ္ဍာရေးဝင်ကြီးလို့အဆင့်မျိုးနဲ့တွေ့ဆုံလိုပါတယ်9မိနစ်ပဲရရ7မိနစ်ပဲရရ Australia နိုင်ငံမှာဆိုလဲဘဏ္ဍာရေးဝင်ကြီးနဲ့တွေ့ဆုံခွင့်ရမယ်မြန်မာအရေးအတွက်တွေ့ဆုံခွင့်ရမယ်ဆိုရင်တွေ့ဆုံကြပါလေ I can speak English very well so I can meet them and I can explain what's going on and I will demand a few things now ကဘာဘန်နဲ့အဆက်အသွယ်ရှိကြတဲ့ပညာရှင်တွေမြန်မာပြည်ကပညာရှင်တွေမြန်မာပြည်ဘွားတွေကျွန်တော်ဆက်သွယ်အကြံပြုပါကျွန်တော်အစီအစဉ်လေးကတော့အခီးတွေထွက်ရင်ကျွန်တော်ဈေးနဲ့ကျွန်တော်ထွက်ပါမယ်ကျွန်တော်ချွေးနေစာနဲ့ထွက်မှာပါကျွန်တော်အခုတက်တီလည်းဘယ်အဖွဲ့အစည်းရဲ့လက်အောက်ခံဘယ်သူလာကားမှမစားပါဘူးကျွန်တော်ဝင်နဲ့ပဲကျွန်တော်ရက်တည်တာပါကျွန်တော်လှုပ်ရှားမှုများလည်းကျွန်တော်ဝင်နဲ့ပဲလုပ်မှာပါကျွန်တော်လုပ်ချင်တဲ့အစီအစဉ်လေးကတော့ကျွန်တော်ခုနဖော်ပြလိုက်တဲ့နိုင်ငံအသီးသီးမှာရှိကြတယ်ဘန်နေမှာရှိတယ်အာနာရှင်အဟောင်းကြီးတွေအာနာရှင်အသစ်ခရိုနီအဟောင်းကြီးတွေခရိုနီအသစ်တွေသူတို့ဆွေမျိုးသားချင်းတွေဗန်စင်ဖွင့်ထားမယ်မြန်မာနိုင်ငံသားနာမည်နဲ့ဖြစ်မယ်မြန်မာနိုင်ငံသားအခုတတိဖြစ်နေသူလည်းပါမယ်မြန်မာနိုင်ငံသားမဟုတ်တော့သူလည်းပါမယ်အဲ့ဒီသူတို့ဗန်စင်တွေမြန်မာနာမည်နဲ့မြန်မာနာမည်တွေနဲ့ဗန်စင်တွေမှာဒေါ်လာတန်ကနန်းဖြစ်နေတဲ့ bank account တွေအားလုံးကို freeze ယာယီထိမ့်သိမ့်ဖို့ frozen ယာယီထိမ့်သိမ့်ဖို့သူတို့ account တွေအလုတ်ဆက်မလုပ်တော့ဖို့ကျွန်တော်တို့တောင်းဆိုလို့ရမယ်ဆိုရင်တောင်းဆိုသွားမယ်လုပ်ငန်းစဉ်တစ်ခုကျွန်တော်တို့ဆောင်ရွက်လုပ်ပါတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေတွေအများကြီးရှိပါတယ်ကျွန်တော်လှည့်ပြီးတော့သချင်းဆိုခဲ့တဲ့အခါကျတော့အဲ့ဒီနိုင်ငံတွေမှာကျွန်တော်မိတ်ဆွေတွေရှိပါတယ်ကျွန်တော်ဆက်သွယ်ကြပါယုံကြည်ရလောက်တဲ့အကောင့်တွေကျွန်တော် friend list ထဲမှာမရှိပေမဲ့ယုံကြည်ရလောက်တဲ့အကောင့်တွေဆိုရင်ကျွန်တော်လက်ခံစကားပြောပြီးတော့ယုံကြည်ရလောက်တဲ့လူတွေနဲ့ကျွန်တော်လက်တွဲဆောင်ရွက်လုပ်ပါတယ်အဲ့တော့မြန်မာနိုင်ငံသားနာမည်နဲ့ခုနကအကောင့်ထဲမှာဒေါ်လာတန်းချီနေမယ်ဆိုရင်ပိတ်သိမ်းပေးဖို့ကမ္ဘာဘဏ်နဲ့နောက်ခုနကျွန်တော်ပြောတဲ့နိုင်ငံကြီးအသီးသီးကဘဏ်တွေအစိုးရတွေကိုကျွန်တော်တောင်းဆိုသွားမှာဖြစ်ပါတယ်စဉ်းစားကြည့်ရင်ရှိနိုင်ပါတယ်မြန်မာလူမျိုးအနေငယ်ပါပဲတမအာဇီဝနဲ့လက်မစားဘဲနဲ့စစ်အုပ်စုအနွယ်ဝင်မဟုတ်ဘဲနဲ့ခရိုနီစီရဲ့အနွယ်ဝင်တွေမဟုတ်ဘဲနဲ့တမအာဇီဝနဲ့ရှာပြီးတော့ဒါပေမဲ့5-6ယောက်ထက်ပိုပြီးမရှိနိုင်ပါဘူးကျွန်တော်တို့မှမရှိပါဘူးတာမန်ပြည်သူပြည်သားတွေမှမရှိပါဘူးဆိုတော့အဲ့ဒီကိစ္စကျွန်တော်အကောင့်ထဲပေါ်လို့ပါတယ်ဆက်သွယ်ကြပါနောက်လုပ်ငန်းစဉ်တစ်ခုကတော့ခုနဖော်ပြလိုက်တဲ့နိုင်ငံကြီးတွေမှာပဲရောက်ရှိနေတဲ့ထပ်ပြောပါမယ်အာနာရှင်အဟောင်းကြီးတွေအသစ်တွေဆွေမျိုးသားချင်းတွေခရိုနီးအဟောင်းအသစ်ဆွေမျိုးသားချင်းတွေလာပြီးပညာသင်နေတာတို့လာရောက်ခေတ္တခဏအခြေချနေထိုင်နေတာတို့လုပ်ငန်းတွေလာလုပ်နေတာတို့ရှိရင်အခုတည်းကစည်ရင်းတွေတိုးထားပါတော့ဒီလူတွေအားလုံးကိုသူတို့အလိုတော်ရှိတဲ့အာနာရှင်ကြီးတွေစစ်အာနာရှင်ကြီးတွေအခုတော့ပြန်အုပ်ချုပ်နေတဲ့နိုင်ငံကိုပြန်ခိုင်းရမှာဖြစ်ပါတယ်ပြန်ခိုင်းရမှာဖြစ်တယ်အဲ့ဒီပြန်ခိုင်းရမယ်ဗီဇာတွေရုပ်သိမ်းခိုင်းရမှာမယ်အစိုးရအသီးသီးကိုအဲ့ဒါစင်းတိုးထားပါကျွန်တော်တို့အဲ့ဒီလုပ်ငန်းစဉ်တွေထိထိရောက်ဆောင်ရွက်ပြီးတော့တုံ့ပြန်ကြပါတယ်ကျွန်တော်တို့တုံ့ပြန်ဖို့လိုပါတယ်ကျွန်တော်ဘဝမှာပြည်သူတူဦးတယောက်ရဲ့အခွင့်အလမ်းစီးပွားလုပ်ငန်းမှာအခုလုံးမဲ့ပုံစံမျိုးပေါ့ထိကြအောင်လုပ်ခဲ့တာမရှိပါဘူးအခုကျွန်တော်တို့လုပ်ဖို့လိုပါတယ်ဘာလို့လိုလဲဆိုတော့တစ်ဖက်ကရုံမှာရက်ဆက်
မယန်းရန်ငါလုံးပါတယ်ရန်ငါလုံးပါတယ်တိုင်းပြည်ပေါ်လည်းမထောက်မထားမငဲ့မညာဒါတော့ချမ်းသာကြွယ်ဝနေပြီးအခွင့်အရေးတွေပေးထားတယ်ဒါတော့ပေးထားတဲ့အခွင့်အရေးတွေကိုမှမကျေနပ်ဖဲနဲ့အာဏာပြန်သိမ်းနေဆိုတဲ့အနေအထားမျိုးပါကျွန်တော်တို့လက်ခံနိုင်စွာမရှိပါဘူးရတဲ့နည်းနဲ့တော်လှန်ရမယ့်အထက်မှာခုနလိုကိစ္စမျိုးတွေပါပါတယ်ကျွန်တော်ယူဆချက်ကတော့သူတို့အကျိုးစီးပွားကိုထိခိုက်မယ်ဆိုရင်သူတို့နည်းနည်းတော့ပြည်တွင်းမှာရှိတဲ့ပြည်သူများကိုနှိပ်စက်တာတွေရက်စက်တာတွေလက်တော်နဲ့တွန့်သွားမဲ့သဘောမှရှိပါတယ်ကျွန်တော်ဒီလုပ်ငန်းတွေကိုအကောင့်ထဲပေါ်လိုပါတယ်ကျွန်တော်ကိုဆက်သွယ်ပေးကြပါအကြံပြုကြပါနားလေတဲ့လူများကလည်းပေါ့နော်နောက်တစ်ခုကတော့ပြည်တွင်းကကျွန်တော်မိတ်ဆွေတငယ်ချင်းဆွေမျိုးသားချင်းအပေါင်းအသင်းရောင်းရင်းအထူးသဖြင့်ကျွန်တော်ပရိသတ်တွေအားမငယ်ပါနဲ့ကျွန်တော်တို့လည်းနိုင်တယ်လို့ခုနပဲလူငယ်တယောက်ကိုကျွန်တော်ဂရိပေးလိုက်တယ်ကျွန်တော်အုံနောက်ခန္ဓာနှလုံးသားမရမနာမနေကျွန်တော်တို့တော်လန်နေမှာဖြစ်တယ်အင်တာနက်တွေပြတ်တောက်သွားလဲဒါပေမဲ့ကျွန်တော်ပြတ်တောက်စရာအကြောင်းရှိတယ်လို့တော့ကျွန်တော်မထင်ဘူးခင်ဗျသူတို့ကအများပြည်သူလူထုကိုပတ်စံယူပြီးဝန်ဆောင်မှုပေးနေတာမိုက်တယ်ကုမ္ပဏီပဲဖြစ်ပါဗျာခင်ဗျားတို့အလကားပြည်သူလူထုကိုအလကားလုပ်ပေးနေတာမဟုတ်ဝန်ဆောင်မှုပေးနေတာလေခင်ဗျားတို့ပတ်စံတွေကိုယူပြီးတော့ထောနေတယ်လေမင်းအောင်နိုင်လို့မိသားစုရှယ်ယာပါတယ်လို့ကြားတယ်လေသိထားတယ်လေသူသားလာပါလားဆိုတော့ဒါတွေလည်းကျွန်တော်တို့ report လုပ်ရမှာပေါ့ပို့ပြီးတော့ပြင်းပြင်းထန်ထန်ပေါ့အရင်တုန်းကလည်းကဘာကြီးကတိတော့တိပါတယ်အမငယ်ကြပါနဲ့ဝင်းမနေကြပါနဲ့ကျွန်တော်တို့မရမနာမနေကြံစီစိတ်ကူးလို့ရသမျှနဲ့နီလန်းဘောင်းစုံနဲ့တော်လာနေမှာပါဒီနေ့တလောက်ပါပဲ